ပင်စီသည်စင်စစ်ရွှေသားဖြစ်ပြုလုပ်ထားသောနန်းထိုင်ကုန်ပေါ်တွင်ထိုင်လိုက်သည်နှင့်သူ၏ခြေထောက်များမှာရွှေရောင်သို့ပြောင်းလဲသွားလေသည်အန်နဘက်ကစိုးရိမ်တကြီးဖြင့်ထရက်ရန်ပြောလိုက်သည်သို့သောထိုထိုင်ကုန်မှာကျင်းစားတင်ထားပြီးမည်သူမျှထိုင်မိလျင်ထွက်ခွာ၍မရနိုင်ပေပင်စီသည်ရွှေရုပ်တုအဖြစ်သို့ပြောင်းလဲသွားသောအခါကင်းရုပ်တု၏လက်မှဒိုင်းလွှားသည်ပြုတ်ကျလာသည်ဒိုင်းလွှားကိုယူဆောင်ပြီးထွက်ခွာမိအစားအန်နဘက်ကရွှေထိုင်ကုန်၏ရန်တရားကိုကွဲအပ်အောင်ပြုလုပ်လိုသည်ရွှေထိုင်ကုန်၏ရန်တရားကိုကွဲအပ်အောင်ပြုလုပ်လိုသည်ထိုအချိန်တွင်မီးနက်ဖျားသည်ရုတ်တရက်ပေါ်လာသည်ဘာကန်သည်သူ၏ဤကွဲကိုမှုတ်လိုက်ရာလေကားတစ်စင်းသည်ချက်ချင်းပင်မြင့်တင်ခံရသည်ယခုသူ၏ဒိုင်းလွှားနှင့်ထွက်ခွာနိုင်မည်ဆိုလျှင်အမြင့်ဆုံးဂုဏ်အင်္ဂါကိုစောင်းရမည်ဖြစ်သည်သို့သောအန်နဘက်ကပင်စီကိုကယ်တင်ရန်ဆုံးဖြတ်ထားသည်ဤအရာအလုံးသည်ပင်စီ၏အလိုလျောက်ဆွလို့မှုကြောင့်ရရှိခဲ့ခြင်းဖြစ်သည်သူ၏ဆုံးဖြတ်ချက်သည်မီးနက်ဖျားကိုဆွဲဆောင်စေခဲ့သည်ဘာကန်သည်သူ၏ဤကွဲကိုထပ်မံမှုတ်လိုက်သည်ပင်စီ၏ကိုယ်ပေါ်ရှိရွှေရောင်သည်လျင်မြန်စွာမိမ့်မိန်သွားပြီးရွှေထိုင်ကုန်ပေါ်ရှိကျင်းစာသည်ပယ်ဖြောက်ခံရသည်ရွှေထိုင်ကုန်ပေါ်ရှိကျင်းစာသည်ပယ်ဖြောက်ခံရသည်ထိုကျင်းစာသည်မီးနက်ဖျားမှသတ်မှတ်ထားသောစံတတ်မှုတစ်ခုသာဖြစ်ကြောင်းနှင့်ထိုစံတတ်မှုကိုအောင်မြင်ရန်တစ်ခုတည်းသောနီလန်းမှာတဦးနှင့်တဦးသစ္စာရှိခြင်းဖြစ်သည်သူတို့သည်သူတို့၏ဒိုင်းလွှားများကိုစစ်နက်ဖျားအဲရစ်ထံပေးအပ်ခဲ့သည်အဲရစ်သည်သူတို့အတွက်ထရက်ကားတစ်စီးကိုပြင်ဆင်ပေးပြီးသူတို့ကိုကိုယ်တိုင်ပင်အသစ်တစ်ဖန်စွန့်စားခံစတင်ရန်ပို့ဆောင်ပေးခဲ့သည်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းတို့လေးတွေကိုလက်မလွတ်တမ်းဆက်ကြည့်နိုင်ဖို့ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားကြအောင်တော့နောက်ပိုင်းတွေမှာပြန်ဆောင်ကြပါစို့